ဟုတ်ပြီမင်းတို့သုံးအောင်ခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဒေါက်တာမင်းလင်းစီကိုလည်းသွားပြလိုက်ကြအောင်အေးနောက်တစ်ခါဆိုငါမကယ်နိုင်တော့ဘူးနော်မင်းတို့ကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီဒါတော့မှကျုပ်ရောက်တာမြန်လို့မင်းတို့ဆိုဒီ၃កောင်လုံးသေပြီဟာသေးစရာလားကျွန်တော်တို့ဒီကောင်တွေကိုအသာလေးထိနိုင်တယ်ရှင်းတော့တိုက်ရုံဝင်သားလို့ကမဟုတ်ရင်ကျွန်တော်လက်ကတည်းကရာတိုင်းတော့နားနေပါလေသူကတိတယ်ကွာလက်ကမရဘူးအဲ့လိုဘရိတ်ကိုခင်းလို့မရဘူးအဲ့လိုလုံးလိုက်ပါလက်ကလည်းကိုကကျွန်တော်တို့ကရှော့လိုက်လို့သူကကျွန်တော်တို့ကန်လိုက်တာခံရဆိုတာလည်းမစိုးဘူးတော့နည်းလေးရပါတော့ပြောရတို့ကိုယ်ရှော့ပြောကိုမျက်နှာလေးကိုမှန်နဲ့ပြန်ကြည့်ကြဦးရလေဗျာသူရဲကောင်းဆိုတာဒဏ်ရာနဲ့တော့ဘယ်ခင်းမှာမလဲဒါကြောင့်သူရဲကောင်းဖြစ်ချင်လို့ဒဏ်ရာနည်းနည်းရအောင်လုပ်မရတော်စမ်းပါကွာမင်းတို့တွေသူများတွေကတင်ထားတဲ့ post ကိုဟာသွားပြီလို့ဒီလိုတွေဖြစ်ကုန်တာမဟုတ်ဘူးလားဟဲ့ဆန်းကြီးမင်းကဘယ် post မှာသွားပြီးတော့ဟာသွားပေးရလေဘာမှမဟုတ်ပါဘူးကွာသူတို့ရွာမှာနေတိုင်းခင်းနေတဲ့လမ်းကိုကွာအပုံလေးတောက်လျှောက်တင်တာအဲ့တော့ငါအမြင်ကလို့အောက်ကနေပြီးတော့ဟာဆိုပြီးဟာလေးသွားပေးလိုက်တယ်အဲ့ပြဿနာတက်တာစံကြီးအဲ့ဒါသူတို့ရွာအတွက်သူတို့အလုပ်လုပ်နေတယ်မင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာသွားပြီးတော့နဲတော့နဲသေးတယ်ဟမ်အေးကြုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကရတွေရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိုက်တော့ဟာဦးတိုက်တော့တကယ်လော်ကြီးပဲဦးတိုက်တော့အစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကြိုးနတ်တယ်ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်နော်အေးခစ်ပြောင်းသွားတဲ့အထိအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်တယ်ကဲတော်ပြီကဲမင်းတို့သုံးအောင်စလို့ဒေါက်တာမင်းလင်းစီကိုသွားပြဖို့လို့အာယူဗျာမင်းကိုယ်တိုင်ဥဆောင်ပြီးခေါ်ပါခိလက်သားလေးဟုတ်ကဲ့ဦးလုံးကြီးသွားလိုက်ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာမရှိပြန်ပြီကဲသွားတော့ဗာမင်းပါလေသွားခင်ဗျားတို့သုံးပါလေဗျာဖြည့်လိုက်ရင်ခံလာရတာကြီးပဲပြီးအကောင့်တူသုံးကြတယ်တဲ့ဟမ်ဟိုဘက်ကအကုန်သိနေပြီနော်ခင်ဗျားတို့ကျွန်တော်တို့အကောင့်တူသုံးတော့အဲ့ဒီရွာသိတယ်ပေါ့ဒီမှာအချင်းငတ်တူလေးတို့ကတော့ခင်ဗျားတို့အကောင့်မလားဟိုကျွန်တော်တော့လုံးမိတကောင်လေးသုံးတာအချင်းငတ်တူလေးကကျွန်တော်အကောင့်ကိုဟဲဆရာတော်ကျွန်တော်ဖန်ပြနေပြီတော့ဒါတော့ပုံမတင်ရသေးဘူးဟိုဘက်ရွာနေတိရပေါ့ကျမလည်းတိတယ်ကျမတင်တဲ့ post အောင်ပါဗါတဲ့လှလိုက်တာဆီယမလေးရေဆိုအရှင်မန့်နာမလားဟုတ်တယ်လာလိုက်တာဆီယမလေးဆိုကျွန်တော်ဘာဘူးဖြူစင်စုံကောင်းနေကျွန်တော်မန့်လိုက်တာလေးဆီယမရဲ့ဒီပါခင်ဗျားတို့သုံးအောင်နော်ရှောက်မလုံးနဲ့အကုန်တိမ်ပတ်ကုန်လိမ့်မယ်ညာသဘောပေါက်တယ်နော်ဟုတ်တယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပေါက်ရရည်လည်းရှောက်မှန်းမနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှိရင်ဘယ်သူမှကယ်မှာမဟုတ်နော်ဥတိုက်ထုံးပြောတာမင်းတို့ကြားတယ်မလားအေးဟုတ်အဲ့ဆိုဆရာကျွန်တော်တို့သွားလို့ရပြီသွားတော့နော်ပြန်လို့ရပြီဟုတ်ကဲ့ဆရာကျွန်တော်ဘာမှမဖြစ်ပါဘူးနော်ဒီနေ့ထိုင်တာဟုတ်ဖြစ်နော်ဟုတ်နော်ခံနေကြဆက်ခံလိုက်ဟုတ်ကဲ့ဟုတ်တယ်ဆီယမလေးဘာဘူးဖြူစင်စုံကောက်ဆိုကျွန်တော်ကောက်ဒီကအမှန်ပုံတင်လိုက်မှာဘာပဲဝင်မမှအဲ့ဒါကျွန်တော်ပဲနော်ဟုတ်လိုက်တော့ဆီယမလေးဘာအထိုးခံရတာမျက်နှာပြောင်းသွားသေးတယ်ကွာဘာပေါင်းနေမှမသိဘူးကဲဘာယူညဒီရွေးကောက်ပွဲဘယ်လိုနေလဲပွင့်နေတိုင်းပြည်ရဲ့ရွေးတစ်ခုကိုသွားနေတာတော့အမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတာကိုမင်းလေကျွန်တော်သိတဲ့လောက်လေးတစ်ခုလောက်တော့ဝင်ပြောပြစီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်ကိုစိတ်ဝင်စားနေကြတာအဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသီးသီးမှာလည်းဖြစ်နေကြပဲလေအဲ့တော့အခုစစ်တပ်ကအယက်သားအစိုးရကိုအာဏာပြန်လွှဲပေးမလွှဲပေးဘူးတစ်ကမ္ဘာလုံးကစောင့်ကြည့်နေကြတာပြီးတော့ပြည်သူတွေမတည်သေးတဲ့တချို့ကိစ္စတွေကလည်းရှိနေကြသေးတော့ပြည်သူကြီးကပို့ပြီးတော့ရှုပ်ကုန်ကြတာပြီးတော့လည်းဗျာချိုးထားတဲ့ဖဲတိုင်းလည်းမဝေမိကြတော့
အကုန်လုံးကအကန်နေဖြစ်ကုန်ကြတာဗောဗျာ အဲ့ဒါကြောင့်မလို့လေဒီရွေးကောက်ပွဲကိုလုပ်ဖို့စီစဉ်ကြတာပေါ့ဗျာအေးခက်တာဗျာအခုရွေးကောက်ပွဲလုပ်ပြန်တော့လေဒီရွေးကောက်ပွဲကအတူရအောင်အေးအဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်တင်ကြဆိုတော့လည်းမဟုတ်ဗျာဟာ ခတ်တော့ခတ်တယ်ဂျားတွေကကျွန်တော်တို့ပြည်သူတွေကလေကြောင်ပိတ်ပြီးတော့ရိုက်ခံနေရတာဒီကြားတဲ့နိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆိုတာကြီးပဲအဲ့လိုကြောက်လည်းမဟုတ်သေးဘူးလေဗျာကျွန်တော်တို့လုပ်ချင်မှလုပ်မှာပေါ့မဟုတ်ဘူးလားမီတာကဆောင်းတာအစားပွဲလန်းသဘင်လုပ်တာအဆုံးဘာဖြစ်ဖြစ်အပြစ်ကြီးပြောနေတော့လား အေးကွာအေးဘာဖြစ်ဖြစ်ကွာဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုပဲကွာဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအသုံးချမှာဖြစ်မယ်အေးအသုံးချတတ်အောင်လေပြည်သူတွေကိုအသိပေးမှာဖြစ်မယ်ကွာ ပြည်သူတွေကသိပါတယ်ဘာမှမသိတဲ့ဖိအားတွေကြောင့်လားပြည်သူတွေကလန့်နေ အာယူနေအခုလာမဲ့ရွေးကောက်ပွဲကြရင်ဘယ်ပါတီကိုမဲပေးမယ်လို့စဉ်းစားထားတယ် ညဘာလို့မလဲ ငါနဲ့တူနေမလားလို့လေ ကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူးလူကိုလည်းမကြည့်ဘူးတကယ်တိုင်းပြည်ကိုအကျိုးပြုမဲ့လူကိုပဲကြည့်တယ်ဘယ်သူမှတော့တိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြဘူးပျက်စီးအောင်မလုပ်ချင်လို့လဲကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာပေါ့အဓိကကတော့လူရွေးမှန်ဖို့ပဲလိုတယ်လူရွေးမှန်မှလူမှန်ရမှာ လူမှန်ရမှလမ်းမှန်ရောက်မှာပေါ့ ဟေ့အကြောင်းမလားအေးဟုတ်တယ်ဗညာလည်းပါရောကွာဒီဘောဒီကောင်ကြီးတိုးရရောက်သွားတာမဟုတ်ဘူးလားအေးဟုတ်တယ်လေဘယ်လိုရွာပြန်ရောက်နေတာဟုတ်တယ်မဟုတ်သေးဘူးနော်တခုခုတော့တခုခုပဲမင်းတို့လည်းငါတကယ်အံ့ဩတယ်ကွာဒီရွာမှာနေတယ်ဒီရွာရေကိုတောက်တယ်ပြီးတော့ဒီရွာကိုမင်းတို့ဘုံတောက်တယ်မင်းတို့ရွေချက်ကဘာလဲဟမ် ကျွန်တော်ရွေချက်ခံချက်ကရှင်းတယ်လို့တော်နေရေးပဲ မင်းတို့ဟာအဲ့ဒီလိုလုံးမတော်လန်ရေးလားဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားတယ် မင်းတို့ဘာလုပ်ပေးမလဲဟမ်ကျုပ်တို့လည်းအဲ့ဒီလုပ်တာမဟုတ်စိတ်ရနာရှင်ကိုလုပ်တယ် ဆရာနာရှင်အဲ့ဒီစကားကိုသိနားမလဲလို့ရှင်းပြစမ်းပါ မင်းတို့မှာအဖြစ်မရှိဘူးဆိုတော့ငါသိအေးအဖြစ်မရှိအောင်လည်းမင်းတို့ကိုမင်းတို့လုပ်နေတာကွာ ဟာကျုပ်မှာပြေးကြည့်တယ်ဗျအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရကျင်လို့ကျုပ်တို့လုပ်တာဒီမှာဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာဟာအဲ့ဒါတွေငါတို့မသိငါတို့ကတော့ငါတို့လုံးငါတို့ထုံးပါအခုလေမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ဘက်ကမရရအောင်ဖြတ်အဲ့ဒါတော်လှန်ရေးပဲ ဘာဖြစ်လို့ဖြစ်ချင်တယ်လဲကြော်ရွေးကောက်ပွဲဖြစ်မှမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့သက်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာတော့အေးမင်းတို့သိထားမှာကစစ်ရေးနိုင်ငံရေးပြိပက္ခတွေကိုအဆုံးသတ်ပေးနိုင်တာရွေးကောက်ပွဲ